ဖျားခင်ပေးရဲ့ညီတက်ချင်းဆိုတာလေကျမတို့ရဲ့နှလုံးသားထဲမှာစိုက်လိုက်တဲ့အစိနဲ့တူတယ်ပို့ပြီးတော့မှတိုးတက်ကြီးပွားဖို့အရေးကြီးရပေါ့နော်ဆုပ်လျော့သွားတဲ့အရာမဟုတ်ဘူးဆိုတော့တွေ့ရတယ်ဒါကြောင့်မလို့ယေရှုကိုတိုင်ပေးနေတဲ့ညီတက်ချင်းကကျမတို့ရဲ့အသက်တာကိုပြောင်းလဲစေနိုင်တယ်ကျမတို့ကိုညီတက်ချင်းပေးနိုင်တယ်စိုးရင်ပူပန်စရာမလိုဘူးဆိုတော့တွေ့ရပါတယ်အားလုံးကိုမင်္ဂလာနေ့ခင်ဖြစ်ပါစေဒီနေ့ကျမတို့တွေအရောက်စီတိုင်းအတူတကွခွန်အားယူမဲ့ဒေသနာကောင်းစီကတော့ငြိမ်သက်ခြင်းအရှင်ဖြစ်ပါတယ်။မိညာထားတဲ့ကျမ်းချက်ကတော့ဟေရှာယနဂတိကျမ်းခန်းကြီး9အငယ်6ကနေ9နဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး14အငယ်29ဖြစ်ပါတယ်။ဒီဆိုဟေရှာယနဂတိကျမ်းခန်းကြီး9အငယ်6ကနေ9ကိုကြည့်ရကမှာကျောင်းမူကငါတို့အဖို့သူငယ်ကိုဖွားမြင်၏ငါတို့အားတားကိုတနာတော်မူ၏ထိုသူသည်အုပ်ဆိုးခြင်းအာဏာဆက်ရှိလိမ့်မည်နာမတော်မူကားအံ့ဩဖွယ်တိုင်ပင်ဘက်တကိုးကြီးတော်ဖျားခင်သာရအဖျက်ငြိမ်သက်ခြင်းရှင်ကိုခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်ဒါဝိမီရာဇပလင်ပေါ်မှာထိုင်၍ကြောင်းညံတော်နောင်ကာလအစဉ်မပြတ်တရားတော်တိုင်းဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်ကြောင်းအာနာတော်တိုးတက်ခြင်းနှင့်ငြိမ်သက်တော်မူခြင်းနှင့်နှိမ့်ဆက်အမြဲရှိလိမ့်မည်ကောင်းကင်ဘုရားအရှင်သာရဖျားသည်အလိုတော်အားကြီး၍ထိုအမှုကိုပြီးစီးစေတော်မူလိမ့်မည်ဒီတန်းချက်ကိုကြည့်ခြင်းအပြင်ကျွန်တော်ကျမတို့ကိုဖျားခင်ပေးရငြိမ်သက်ခြင်းဆိုတာပြဿနာတွေဒုက္ခတွေမရှိတော့ဘူးလို့ပြောချင်တာမဟုတ်ဘူးပေါ့နော်ဒီငြိမ်သက်ခြင်းမှာဒုက္ခတွေပြဿနာတွေရှိနေမယ်ဒါပေမဲ့ဒီကြားထဲမှာသခင်ယေရှုကကျမတို့ကိုတရားမျှတမှုဖြောင့်မတ်မှန်ကန်မှုပညာဉာဏ်နဲ့ချစ်ချင်းမေတ္တာပြည့်ဝမှုရှိတဲ့ငြိမ်သက်ခြင်းကိုပေးမယ်ဒီအရာကိုပေးနိုင်တဲ့ငြိမ်သက်ခြင်းအရှင်ဖြစ်တယ်လို့ပြောချင်တာဖြစ်ပါတယ်သူအလကားဒီငြိမ်သက်ခြင်းကိုအရှင်ဆိုပြီးတော့မှအလကားပါဇက်ကနေပဲပြောနေရမဟုတ်ဘူးပေါ့ဘုရားခင်သူကိုယ်တိုင်ပေးနိုင်စွမ်းရှိတယ်သူကဒါအုပ်ဆိုးနေတဲ့လူဖြစ်တယ်ဆိုတော့တွေ့ရပါတယ်ဒီသူပေးရဲ့ငြိမ်သက်ခြင်းကလော်ကီပေးရဲ့ငြိမ်သက်ခြင်းနဲ့မတူဘူးအရာကိုမြင့်မြတ်တယ်ကျမတို့နဲ့ဘုရားခင်ရဲ့ဂျားတဲ့ဆက်ဆံရေးကိုတိဆောက်တဲ့အခါမှာလည်းအလုံးအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့တွေ့ရပါတယ်ဒုတိယချက်အနေနဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး14အငယ်20ကိုဖတ်ကြည့်ရကမှာငြိမ်သက်ခြင်းကိုတင်းတို့အားငါပေး၏လောကီသားတို့ပေးတဲ့ကဲ့သို့ငါပေးသည်မဟုတ်တင်းတို့စိတ်နှလုံးပူပန်ခြင်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေနဲ့ယေရှုပေးရဲ့ငြိမ်သက်ခြင်းကလောကီယာပေးရဲ့ငြိမ်သက်ခြင်းနဲ့မတူဘူးဆိုတော့ဒီကျမ်းချက်ကိုကြည့်ချင်ပြင်လဲတစ်ခါပြန်လဲသိနိုင်ပါတယ်ဒီ Hebrews ကမှာငြိမ်သက်ခြင်းဆိုတဲ့အဓိပ္ပာယ်နှမျိုးရှိရပါဘောငြိမ်သက်ခြင်းဆိုတာကိုအဓိပ္ပာယ်ဖော်တဲ့အခါမှာနှမျိုးရှိရဲဥစ္စာပေါ်ကြွယ်ဝခြင်းနဲ့တိုးတက်ကြီးပွားခြင်းငြိမ်သက်ခြင်းဆိုပြီးနှမျိုးရှိရပါတော့ဒီတိုင်းပဲဖျားခင်ပေးရဲ့ညီသက်ချင်းဆိုတာလေကျမတို့ရဲ့နှလုံးသားထဲမှာစိုက်လိုက်တဲ့အစိနဲ့တူတယ်ပို့ပြီးတော့မှတိုးတက်ကြီးပွားဖို့အရေးကြီးရပေါ့နော်ဆုပ်လျော့သွားတဲ့အရာမဟုတ်ဘူးဆိုတော့တွေ့ရတယ်ဒါကြောင့်မလို့ယေရှုကိုတိုင်ပေးနေတဲ့ဒီညီသက်ချင်းကကျမတို့ရဲ့အသက်တာကိုပြောင်းလဲစေနိုင်တယ်ကျမတို့ကိုညီသက်ချင်းပေးနိုင်တယ်စိုးရင်ပူပန်စရာမလိုဘူးဆိုတော့တွေ့ရပါတယ်နံပါတ်3အချက်အနေနဲ့ငြိမ်သက်ခြင်းအရှင်သခင်ယေရှုခရစ်ရဲ့ယုံကြည်သူတွေလူသားသူ့ရဲ့လူတွေအနေနဲ့သူ့ရဲ့သားသမီးအနေနဲ့ဘလို့ဆက်လက်ပြီးအသက်ဆက်ရှင်ရမလဲဆိုလို့ရှိရင်ကျမတို့တွေကနံပါတ်1ချက်အနေနဲ့သခင်ယေရှုခရစ်နဲ့ကျမတို့ခြားထဲမှာဆက်ဆံရေးကိုဆက်လက်တည်ဆောက်ရမယ်ဒီငြိမ်သက်ခြင်းကိုကျမတို့လက်ထက်နေလက်လွတ်မခံဘဲနဲ့ဆက်လက်ပြီးထိမ့်သိမ့်ပြီးသခင်ယေရှုနဲ့ဆက်ဆံရေးတည်ဆောက်ရမယ်ဒါတင်မကဘူးအချင်းချင်းခြားထဲမှာလည်းပြန်လဲတင့်မြတ်ခြင်းဆက်ဆံရေးတည်ဆောက်ခြင်းကိုပြုလုပ်ရမယ်ပြီးတော့ကျမတို့တွေကလူအများရှိမှဒီငြိမ်သက်ခြင်းကိုချပြနိုင်တယ်တက်တည်ပြနိုင်တယ်တိဆောက်စရာဖြစ်စေတဲ့ဒီလူအများကျမတို့ကိုကြည့်ချင်ပြီးဖျားခင်ရဲ့ငြိမ်သက်ခြင်းကိုမြင်တာနိုင်တဲ့တက်တည်ဖြစ်ဖို့အတွက်အရေးကြီးပါတယ်နောက်ဆုံးချက်အနေနဲ့ဟေရှာယနာဂတိကျမ်းကကျမတို့ကိုယေရှုပြောထားတဲ့ဂတိစကားတွေကိုဖော်ပြနေတယ်ပြီးတော့ဒီယေရှုပြောတဲ့ဒီဂတိစကားကလည်းပြည့်စုံလာတယ်ဆိုတော့သူကကျမတို့ဂတိပေးနေတယ်ပြည့်စုံလာမယ်ဆိုတော့ဒီပေးနေရရှင်ရောခရစ်ဝင်ကျမ်းခန်းကြီး14အငယ်20ခွန်ကကြတော့ကျမတို့ဒါကိုဖတ်ခြင်းအပြင်တခင်ယေရှုကိုယ်တိုင်ဒီငြိမ်သက်ခြင်းကိုပေးတယ်ပြီးရင်ဒီငြိမ်သက်ခြင်းကိုရရှိတဲ့လူတွေအရောက်စီတိုင်းကိုယ့်ရဲ့စိတ်နှလုံးထဲမှာပြုတ်ပြင်ပြောင်းလဲခြင်းရှိနေတယ်ဒါတင်မကောက်အတွင်းထဲကနေပဲကျမတို့ငြိမ်သက်ခြင်းရနေရမဟုတ်ဘူးအပြင်ဘက်မှာကြည့်ခြင်းအပြင်လဲလူများတွေသူတစ်ပါးတွေကြည့်ခြင်းအပြင်လဲတတ်တည်ဖြစ်เสียဖြစ်နေတယ်ကျမတို့ရဲ့အပြုအမူတွေကငြိမ်သက်ခြင်းကိုယေရှုခရစ်ရဲ့ငြိမ်သက်ခြင်းကိုပြနေတယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်မလို့ဒီကနေ့ဒီဒေသနာကိုကြားနာတဲ့အရောက်စီတိုင်းကလည်းသခင်ဖျားရဲ့ယေရှုခရစ်ပေးရဲ့ငြိမ်သက်ခြင်းကိုရရှိတဲ့လူတွေဖြစ်ုံတင်မကပဲလူကျမတို့ညီအကောင်မောင်နှမတွေလူတစ်ပါးတွေရှေ့မှာလဲတက်တည်ပြနိုင်တဲ့လူတိဆောက်စရာဖြစ်စေနိုင်တဲ့လူဖြစ်စေဖို့အတွက်ညီသက်ချင်းကို
ရရှိနိုင်တဲ့လူတွေဖြစ်စေဖို့အတွက်ဤဒေသနာနဲ့ညီမျှလောက်ခွန်အားပေးလိုက်ပါတယ်